နီလန်းနေမေးတယ်ဟုတ်ဒီနေ့လေးအောင်လုပ်ပြမယ်အောင်မဲညိုပွင့်တော့လိုမယ်ပေါ့ရှင်ပေါ်လဲပေါ်ပါတယ်ဆိုတော့ရှားတာလည်းလွယ်တယ်ပေါ့နော်ဆိုတော့အောင်မဲညိုပွင့်တော့ကျမရဲ့မိတ်ဆွေများသိမယ်ထင်ပါတယ်ရှင်ဆိုတော့အရာအောင်မဲညိုပွင့်ကိုခူးမယ်အပွင့်30လောက်တော့အရာသုံးမယ်ပေါ့နော်ပြီးလို့ရှိရင်ရက်ရွက်လိုမယ်ရုပ်ရွက်ကတော့ကျမ3ရက်ကိုသုံးမယ်ပြီးလို့ရှိရင်တမာပေါ့နော်ဒီ3မျိုးကိုအရာသုံးပြပြီးတော့သပင်လေးတွေအယောင်ကောင်းလာအောင်သပင်ဆန္ဒနှက်မအောင်ပေါ့နော်ပြီးတဲ့ခါကျလို့ရှိရင်သပင်ဆန္ဒစူးစူးအီအီလေးတွေနဲ့ကျွန်တော်တို့ကိုယ့်ရဲ့သပင်ဆန္ဒမှာဝိတ်ပါလိုမျိုးခံစားရအောင်ဒီကတော့ကျွန်တော်ဆန္ဒမှာအစီနှစ်လေးပြေဝလာအောင်ပေါ့နော်ကျွန်တော်သုံးပြမယ်ဆိုတော့တို့ဒီ3ခုကိုရေတော့စင်စင်ဆေးပါရှင်ရေဆက်လက်ကြည့်တော့မလုံနဲ့ပေါ့နော်ရေစစ်ထားရေစစ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့တေချာလေးထောင်ပေါ့အဓိကတထုရေကိုလိုချင်တာပေါ့နော်အဲ့တော့ဒီ3မျိုးကိုထောင်းပြီးတော့တထုရေကိုကျွန်တော်တို့ယူထားမယ်လက်ကတော့ပေးရမယ်နော်ဘာလို့လဲဆိုတော့အောင်မင်းညိုပွင့်ကသူကအယောင်ပါတယ်လေနော်အယောင်ပါတော့ကျွန်တော်တို့ဒီလက်တွေမှာဆိုလို့ရှိရင်တော်တော်လေးကိုပြာသွားတယ်ဘာပဲဖြစ်ဖြစ်ကိုယ်စပင်ဆန်သွားအတွက်သုံးမယ်ဆိုတဲ့အခါကျတော့အိမ်တွင်းနီး homemade ဆိုတော့ကျမရဲ့မိတ်ဆွေများလိုက်လုပ်ကြည့်ပါเนาะပြီးလို့ရှိရင်ကျမတို့နောက်ထပ်ဗီဒီယိုမှာအေးအောင်ဒီဘယ်လိုသုံးရလဲဆိုတာကိုထပ်ပြီးတင်ပေးပါဦးမယ်ရှင်စပင်နဲ့ပတ်သက်ပြီးတော့နီလန်းကောင်းလေးမျှဝေပေးနေအေးအောင်ဖြစ်ပါတယ်ရှင်ကျေးဇူးပါ